မိဘတွေအသက်ရှင်လျက်ရှိနေရက်နဲ့ကွဲကွာနေရတဲ့ဝကြွေးရလဲတော်တော်ကြီးရပဲငါတို့ညီမ2ယောက်စလုံးကအလုပ်လုပ်တဲ့အချိန်ကလွဲပြီးတော့တနေ့ချင်းအားလုံးကအမြဲတပူရတဲ့ပဲရှိကြတာသမီးကအမေကိုလာပြီးပြုစုပေးတာသမီးလေးကဘာပြစ်ရှိလို့လဲဖေတို့ဒီအစီမပြေကြတယ်သမီးတို့ကမတွေ့ရတော့ဘူးလားဖေမမေတဲတန်ဖြစ်နေရဲ့ရေးကြည့်နေလို့လေလမ်းကြုံလိုက်လို့ရမလားယင်ရပါတယ်ကိုရောညီမနဲ့တွေ့ရကန်ဆိုးသွားပြီထင်တယ်ကန်ဆိုးတာတော့မဖြစ်နိုင်ပါဘူးကန်ကောင်းတာပဲနေပါမာယာနဲ့တူတူရှိတဲ့အချိန်ကြီးဆိုရင်ပြောတယ်မာတကယ်လို့ရှင်လာကမာယာအပေါ်သစ္စာရှိရှိနဲ့ချစ်နေပေးဖို့ပဲဒီအိမ်အောင်ပြတော့မယ်လို့မဒီချိန်မှာမာယာကိုရဲ့တရားဝင်ဇနီးမယားတရားဖြစ်တော်မှာကိုကြည့်ရမင်္ဂလာဘုန်းကြီးမှာသိညစ်နေတယ်လို့နင်တော့ကြောင့်ဘာကြောင့်သိထားလို့လဲ